ဟုတ်ကဲ့မင်္ဂလာပါခုသွားမှာကြီးစင်လေးရတော့ကိုတိုင်းဒိုဂိတ်မြို့ဝင်မြို့ရှောင်းလမ်းမှာရှိတဲ့ကိုရန်ပါရိုက်ရီဆော့လေးကိုမိသားစုနဲ့သွားတဲ့ day return trip လေးဖြစ်ပါတယ်ကိုမရောက်ခင်ရွှေပြည်ရီဆော့လေးမှာ breakfast စားခဲ့ကြပါတယ်ရွှေပြည်ရီဆော့ရဲ့နနက်ခင်းနေထွက်ချိန်ဂါရန်ဗျူလာကတော့တန်ရှင်းလက်ဆက်ပြီး relax ဖြစ်စေပါတယ်မြန်မာနိုင်ငံလေးစိတ်တို့စိုက်ရောက်ခဲ့သည်တို့ဘာလို့ပေါ့ဗျာရွှေပြည်ကနေပြီးတော့ကိုရန်ပါလိုက်တို့ဆက်ပြီးတော့မောင်းနေကြတယ်နေမဟုတ်ပါဆိုလေမနေ့ကျွန်တော်ကိုရန်ပါလိုက်ရီဆော့လေးကိုရောက်ရှိလို့လာခဲ့ပါပြီဒီရီဆော့လေးကတော့ဒီပြင်ဘက်ကဘန်ဂလိုလေးတွေကတယောက်ကို2000စီပေးပြီးကြိုက်တဲ့ဘန်ဂလိုပေါ်တက်ထားလို့ရပါတယ်ဘန်ဂလိုလေးတွေကတော့အကုန်လုံးတန်နေရတွေ့ရပါတယ်ဒီရေကူးကန်ကစားကွင်းတဲ့ဝင်ရင်တော့တယောက်ကိုဝင်ချေး1000စီထပ်ပေးရပါတယ်အထဲရောက်ပြီဆိုတာနဲ့အထဲမှာရှိတဲ့ကစားစရာပစ္စည်းတွေနေရာထိုင်ခင်းတွေဘန်ဂလိုတွေအသုံးဆောင်တွေအကုန်လုံးကတော့ free ပါပဲပတ်စံထပ်ပေးစရာမလိုပါဘူးထဲမှာစားသောက်ဆိုင်ရှိတယ်စားစာစုံတယ်လို့ပြောရမယ်ရတာလည်းကောင်းတယ်ဈေးလည်းအသင့်ရှိစိုးလို့ပြောရမယ်ဒီသားစုနဲ့လာရင်တော့အစားတောက်တွေထည့်လာခဲ့လို့ရပါတယ်အဲ့တော့ချက်ပို့ပေးစရာမလိုပါဘူးတကယ်ချင်းတွေဘော်ရာကြီးနဲ့လာရင်တော့ထဲမှာရှိတဲ့စားတောက်ဆိုင်ကနေလိုချင်တာဝယ်ပြီးတော့စားတောက်ပေးရပါတယ်ကျွန်တော်တို့ကတော့မိသားစုနဲ့လာတဲ့အတွက်အများကြီးကြိုင်းနေချင်းနေနဲ့ခါတယ်ထည့်လာပါတယ်အဓိကဒီ resort ရဲ့အားသာချက်ကဒီကံလေးကျဲတယ်ဒီလာ6စီးတွေလည်းများတယ်အဓိကဒီဘောကွင်းတွေနိုင်တဲ့နဲ့များဆဆချပေးထားတာတကယ်အဆင်ပြေပါတယ်လူကြီးတွေရောကလေးတွေရောအဆင်ပြေတယ်လို့ပြောရမယ်ဒီစင်းစိမ်ပြီးချင်းစီစီဗိုက်ဆက်စာနဲ့စီကားစုတွေနေတဲ့စာတက်စားခြင်းရတော့တကယ်ကိုမင်းမိန်ခဲ့ပါတယ်ဒီစားပြီးပိုက်ချောင်းကတော့နောက်တစ်စိမ်ဆက်ဆင်းကြပါတယ်ကဲကျွန်တော်ပြန်ကြပါတော့မယ်ထုတ်လေးတွေမိုက်လေးတွေရှင်းနေပြီပြန်ဖို့လုပ်ပါပြီယခုဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတွင်တင်ရှိပါခင်ဗျာ